ဒီမျိုးကတော့ကားတွေမီးပွိုင်းတွေတခုမှကိုမရှိတဲ့မြို့တစ်မျိုးဖြစ်ပါတယ်ပြီးတော့ဒီမျိုးလေးကတဖြည်းဖြည်းနဲ့ကဘာပေါ်ကနေပြတ်ကွယ်သွားတော့မှဖြစ်ပါတယ်ဒီမျိုးလေးရဲ့နာမည်ကတော့ Van Nip ပဲဖြစ်ပါတယ်ဒီမျိုးမှာသွားလာဖို့ဆိုရင်တော့ဆက်လီသားလိုအပ်မှာဖြစ်ပြီးတော့မျိုးထဲမှာဆိုရင်တော့လူတွေက9693စနစ်နဲ့ပဲသွားလာကြပါတယ်။ဗန်နီမျိုးလေးကိုအများကရေပေါ်မျိုးလေးဆိုပြီးတော့တင်စားခေါ်ပေါ်ကြပါတယ်။စင်မကောင်းစရာကဒီမျိုးလေးကတဖြည်းဖြည်းနဲ့ရေမျက်နှာပြင်ကိုနှိမ့်ဆင်းလာတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ရာသီဥတုပြောင်းလဲမှုတွေနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်ဗန်နီမျိုးလေးကနှင်းနှင်းငယ်တွင်မှာပင်လယ်ရေအောက်ကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့ဗန်နီမျိုးလေးဟာနှစ်ပေါင်း90တွင်မှာပင်လယ်ရေအောက်ကိုရောက်ရှိသွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဗန်နီမျိုးလေးမှာဆိုရင်စားတောက်ဆိုင်တွေဈေးဝယ်စင်တာတွေအားစရေပေါ်မှာပဲတည်ရှိတာဖြစ်ပါတယ်။မျိုးလေးကတန်ရှင်းမှုနဲ့တဘာဝလာတွေကြောင့်ခရီးသွားတွေလာရောက်လေပဲလေးရှိကြတာဖြစ်ပါတယ်။ဒီမျိုးလေးမှာခီးသွားမယ်ဆိုရင်တော့ခက်ခဲတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့မိတ်ဆွေအနေနဲ့နေရာတိုင်းမှာအင်တာတက်လို့မရနိုင်ပါဘူး။အင်တာအတွက်အသီးသန့်ပြုလုပ်ထားတဲ့နေရာမှာပဲတက်ရောက်နိုင်တာဖြစ်ပါတယ်ရှင်။အာပီနာစင်ကေကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။